မီးတော်လေးတွေအရန်ကြိုက်ကြတဲ့ကိတ်ဒီဇိုင်းလေးလုပ်မယ်ရှင်လုပ်ရတာအရန်ကိုလွယ်ကူပါတယ်ဒါပေမဲ့ तू ကဒီထေးမိအေးပေါ့နော်အသေးစိတ်လုပ်ရတာလေးတွေပဲရှိတယ်ပေါက်သေးသေးလေးဖောက်ပြီးတော့မှအတွန့်လေးအကွတ်လေးလှုပ်လိုက်တယ်နော်။ဘာကိတ်လုပ်မှလဲဆိုတော့ခီရိုမီအယုတ်လေးနဲ့ကိတ်လေးလုပ်မှာပါ။ဒါကြောင့်မို့ခရမ်းရောင်လေးတုံးထားတာပါရှင်။ခီရိုမီအယုတ်ခရမ်းရောင်လေးတင်ပြီးတော့မှလုပ်မှာပါနော်။ဒီခီရိုမီအယုတ်ကလေကျွန်တော်စီမှာတော်တော်ကိုမှလောက်ရတယ်ဒီပုံစံတွေကိုလေပုံစံတွေလည်းထက်နေလောက်ပြီနော်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်နေကြလူတွေဆိုရင်အလွတ်တောင်ရနေမှာဒီကိတ်လေးလောက်တာလေခြေခံမွေးနေ့ကိတ်အလှဆင်တင်တန်းလေးကတစ်လပိုင်းဇန်နဝါရီအတွက်ကတော့ပြီးသွားပြီလူပြေသွားပြီနော်2လပိုင်း February လအတွက်မှပဲစရင်ကြိုတင်လက်ခံနေပါပြီဖေဖော်ဝါရီလအတွက်စရင်သွင်းလို့ရပြီပေါ့နော်ရင်ကိတ်တင်တန်းတက်တဲ့သူတွေရဲ့မိသားစုတွေဆိုရင်လေအမလေးကိတ်တင်တန်းကတန်လိုက်တာဘာလို့လဲဆိုတော့လေကိတ်တွေပဲနေတိုင်းအိမ်ကိုယူသွားရလို့လေယူရတဲ့ကိတ်ဖိုးနဲ့တင်ကိုမှကျွန်တော်ရဲ့ကိတ်တင်တန်းကြီးကအရန်တန်တော့နော်ကိတ်တွေအများကြီးလောက်ရတာကိုယ်တိုင်လောက်ရတာလေ